Hello everyone, my name is Ding Tiao. Most of my students call me Kotet, and I've been teaching English for 6 years, specializing in teaching speaking. And today I would like to teach how to pronounce alphabets. So alphabets ကိုဘယ်လိုထွက်ရမလဲဆိုတာပေါ့နော်။အဓိကကျွန်တော်ပထမဆုံးအတန်တော့မပြောချင်ခင်မှာဒီ pronunciation ကိုပြောချင်ပါတယ်။ဒီကောင်ကလေ pronunciation လို့ပြောတတ်လို့ဒီကောင်က pronunciation မဟုတ်ဘူးသူက pronunciation ဆိုတာဘာလို့များတော့ဖြင့်လူတွေပြောရတယ်ဆိုတော့ pronounce ကနေလာတာဆိုပြီးတော့သူတို့ကယူဆပြီးပြောတာမဟုတ်လို့ so pronounce ကဒီလိုပေါင်းတာပေါ့နော် pronunciation မှာပေါင်းတဲ့အခါမှာ NOUN မဟုတ်တော့ဘူး NUN ဖြစ်တယ်ဆိုတာကိုသတိထားစေချင်ပါတယ် so this is like NUN ဆိုတဲ့အတွက်ကြောင့် non ပဲဖြစ်မှာပေါ့အဲ့တော့ pronunciation လို့ဖြစ်မှာပေါ့ stress တွေပါထည့်ပြောမယ်ဆိုရင်နော်ဒါအတန်အတွက်ပေါ့လေ so that so I'll be starting from A. So A, B, C, D, E, F, G, H, I, J, K, L, M, N, O, P, Q, R, S, T, U, V, W, X, Y, Z, or Z. ဒီကောင်အတန်အတွက်2မျိုးထွက်လို့ရတာပေါ့ Z လည်းထွက်လို့ရတယ် Z လည်းထွက်လို့ရတယ်တခါတလေရောက် Z လို့ကြားတခါတလေရောက် Z လို့ကြားso ပြီးတော့နောက်တစ်ခုပြောချင်တာကဒီအတန်အတွက်တွေမှာများသောအားဖြင့်ဒီကောင်ကိုများသောအားဖြင့်ဒီမှာက K ဆိုပြီးထွက်တတ်တယ်အဲ့ K ကမဟုတ်ဘူးနော် K လို့မထွက်ဘူးပေါ့အဓိကထွက်တာ K လို့ထွက်ရမယ် so this is incorrect and this is correct you pronounce this as K K and another one would be this one which is pronounced ဆိုတာကဒီကောင် P လို့ထွက်တတ်တယ်ပေါ့ဗမာမှာဒီလိုထွက်တတ်တယ် so P မဟုတ်ပါဘူး P ဆိုတာထွက်ရမယ် it's P this is correct P and then let's see what else and thenဒီကောင်ကကြတော့ T မဟုတ်ဘူး D လို့မထွက်ရဘူး and then ဒီကောင်ကိုထွက်ရင် T like the umbrella T T လို့ထွက်ရမယ် so English တွေကဒီပြောတဲ့အခါရောက်ရင် T လို့ T လို့ပြောတဲ့အခါရောက်ရင်ဒီနားကမရှင်းမရှင်းဖြစ်နေတာတွေကများဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီလိုမျိုးတွေထွက်နေတာမဟုတ်လို့ P လို့ K လို့ so that's the thing and then ကျွန်တော်ပြောချင်တာကဒီမှာဒီကျေပြထားတဲ့ဟာလေးတွေပေါ့ကျေပြထားတဲ့ F H M N Q V X ဒီကောင်တွေကိုပြောချင်တယ် so F ကအဓိကဘာတွေမှားတယ်လဲဆိုတော့ F ကနောက်ဆုံးအတန်မပါတာပေါ့နောက်ဆုံး F F အဲ့ဒီ F ဆိုတဲ့အတန်မပါဘူးဘယ်လိုထွက်ရမလဲဆိုတော့ F လို့လာမယ်ဒါအထိတ်ကအတန်ပေါ့နော်ပြီးသွားရင်ဒီခုနကပြောတဲ့ F ဆိုတဲ့အတန်လေးဖောက်ထုတ်အတန်လေးပဲထားလိုက်ပါတော့ဖတော့မဟုတ်နော် F လို့ထွက်ရမယ် so ဒီကောင်ကဘယ်လိုထွက်ရမလဲဆိုတော့ I'll just write it like how to pronounce F sound so with a diagram နော်ပုံလေးတစ်ခုနဲ့ပေါ့ပုံလေးကခုနဒီမှာဆွဲနေကြပုံလေးပေါ့လေဆွဲနေကြပုံလေးကဒီပါးစပ်ပုံပေါ့ပါးစပ်ကဒီ upper lip နဲ့ lower lip နဲ့ဆိုပြီးတော့ရှိမှာပေါ့ lower lip နဲ့ဆိုပြီးရှိပြီးတော့ဒီမှာ gum ပခုံးရှိမယ်ပြီးသွားရင်ဒီအောက်နှာခမ်းကိုထိပြီးတော့ကိုက်ထားသလိုလေးပေါ့ကိုက်ထားသလိုကျွန်တော်တချို့တပည့်တွေဆိုရင်ဒါစိတ်ကောက်ရင်ပါးစပ်ကိုက်တဲ့ပုံစံလေးလုပ်ပြီးတော့အဲ့လိုမျိုးလေးထွက်တဲ့လူလည်းရှိတယ် so အဲ့လိုမျိုးလုပ်ချင်လည်းလုပ်လို့ရပါတယ် so ဒီအောက်ကိုထိပြီးတော့လေကိုမှုတ်ထုတ်မယ်ဆိုပြီးတော့မှုတ်ထုတ်မယ်အဲ့ဒါဆိုရင်ဒါကနောက်ဆုံးအတန်ပေါ့အရှေ့က at နောက်ဆုံးက so at F အဲ့လိုသွားမယ် F အတန်ကအဲ့လိုထွက်မယ် and then နောက်တစ်ခုက H ပေါ့ H ကအဓိကဘာမှားတာလဲဆိုတော့အရှေ့ကကောင်က B တယ်ပေါ့အရှေ့ကအတန်ကဒါ 8 ကတော့ 8 ပဲပေါ့လေပြီးသွားရင်နောက်ဆုံးကဘာထွက်တာလဲဆိုတော့များသောအားဖြင့်ထွက်တတ်တာ H ဆိုပြီးရှတန်နဲ့ထွက်တတ်တယ်ရှတန်မဟုတ်ဘူးဆိုတာသိရမယ်ချတန်ဖြစ်ရမယ် so ချတန် H လို့ထွက်ရမယ်
ပြီးတော့နောက်တစ်လုံးအနေနဲ့ပြောချင်တာက M အတန်ကိုပြောချင်တယ် M က okay M ဆိုတဲ့အတန်ကဇက်ပိတ်တဲ့အတန်ဇက်ကိုနောက်ဆုံးမှာပိတ်ရမယ်ဆိုတာသိရတယ်ဆိုတော့ဟိုကျွန်တော်စလုံးလေးနဲ့ပြောချင်တာပေါ့နော်စလုံးလေးမှာ initial ဒီ M အတန်ဝင်တဲ့စလုံးအနေနဲ့ဆိုရင် C N A I N final ဘက်မှာဆိုရင်ဒါများသောအားဖြင့်ထွက်တတ်တဲ့စလုံးပေါ့လေထွက်ပြီးတော့ဒီ M ကိုပါဇက်မပိတ်ဖြစ်ကြဘူးမပိတ်ချင်ဘူးပေါ့အဲ့လိုမျိုးပြောရမှာဆိုတော့ပိုပိတ်ရမယ်အတန်ဆိုတာတိကျမှအဆင်ပြေရလေဒါမှကြားရင်အဆင်ပြေတဲ့ခါတိုင်းမျိုးလုပ်ဖြစ် so အရှိရဆိုရင် main နောက်ကကောင်က name ဆိုတော့ name နောက်ဆုံးမှာ M မှာပါဇက်ပိတ်တယ်ဆိုတာသိရ name okay so ဒါဒီကောင်က M sound ပြီးတော့ N sound လို့ပြောချင်တယ် N sound ကကြတော့ N sound ကိုဘယ်လိုထွက်မလဲပေါ့ N ကအဓိက M ဖြစ်တာကိုပြောချင်တာပဲဆိုတော့ M မဖြစ်ရဘူး N ဆိုတာဖြစ်ရမယ်နောက်ဆုံးအတန်ပါတယ်ဆိုတာသိရမယ် N ဆိုတဲ့စလုံးလေးကိုထွက်တဲ့အခါမှာလေဆိုတော့စရင်ထွက်တာကဟိုဒီနားငယ်အတန်ပေါ့နားငယ်အတန်ပါမယ်နားငယ်အတန်ဆိုတာနာဆိုတော့အဲ့ဒီနာဆိုတာမပြောခင်မှာနည်းနည်းထိတ်ကလေးမှာဟိုပါဇက်ကအတန်မထွက်ခင်မှာပြင်လိုက်တယ်ခန္ဓာကိုယ်ကလေဒီပါဇက်ကပေါ့ပြင်လိုက်တယ်အဲ့ဒီပြင်လိုက်တဲ့နေရာလေးမှာရက်ထားပြီးတော့ရက်ထားမယ်နာဆိုတာမထွက်တော့ဘူးရက်ထားပြီးတော့နောက်ဆုံးမှာထည့်လိုက်နောက်ဆုံးမှာအဲ့ဒီနေရာလေးမှာရက်ပြီးတော့အတန်လေးထွက်လာမယ်ဆိုရင်ဆိုထွက်မယ်ဒီတက်ပိုထွက်လို့မရဘူးသူကနှာခေါင်းကပဲထွက်လာဘာလို့လဲဆိုရှားအာကောင်ထိန်းထားတဲ့အတွက်ကြောင့်မလို့နှာခေါင်းကလေရထွက်လာတာဆိုတော့အရှိရကောင်က N အနောက်က N လို့ပြောမယ်ဒါက N အတန် N တန်ကိုဘယ်လိုထွက်မလဲဆိုတာဒါ oh sorry I should be below the other side N and pronunciation so N so စလုံးအနေနဲ့ဆိုရင်နောက်ဆုံးအတန်အဓိကပေါ့လေအရှိရပြီးရများဆိုတော့ men none လို့ဖြစ်မှာပေါ့ဒါ N ကဒီကောင်အရှိရောနောက်ကို N နဲ့ပိတ်ရအောင်ပြီးတော့နောက်တစ်လုံးပြောချင်တာကဒီ Q တန်ပေါ့ဒီကောင်ကိုများသောအားဖြင့်ဘယ်လိုထွက်တတ်လဲဆိုတော့များသောအားဖြင့်ထွက်တတ်တာကျူလို့ထွက်တတ်တယ်ဒီကောင်ကကျူမဟုတ်ဘူးဆိုတာသိလို့ပြင်ပါတယ်ဒီကောင်ကကျူလို့မထွက်ဘူးဒီကောင်ရဲ့အမှန်အတန်က Q ဆိုတာဖြစ်ရမယ် Q ဆိုတာကသူကဟိုခယူဆိုပြီးတော့နှလုံးကြားချားသွားတာမဟုတ်ဘူးသူကဂျိုင်းတူထွက်မြန်ရွတ်ရမှာပေါ့အဲ့လိုမျိုးဆိုတော့ Q နောက်ဆုံးဒီနှလုံးကရောသွားတယ်လို့ဖြစ်တဲ့အထိမြန်အဲ့ဒီအတန်ရောက်တဲ့အခါမှာဒီ Q ရဲ့အတန်မှန်သွားမှာပေါ့ဆို Q example အနေနဲ့ဆိုရင်ဒီတန်းစီပါဆိုတော့ Q ဆိုတာရှိတယ် Q လောက်ပါဆိုတာ Q up so Q ဒီကောင်ရဲ့အတန်နဲ့ဒီရိုး Q ဆိုတဲ့တစ်လုံးနဲ့အတန်နဲ့အတူတူပဲ Q and then like ဒီအတန်ကိုမပြောခင်မှာဒီကောင်အရင်ပြောလိုက်မယ်နော်ဒီကောင်အတန်ကဒီချက်ချက်က X လို့အတန်ထွက် X လို့မထွက်ဟိုများသောအားဖြင့်ငယ်လေးတော့သင်ခဲ့ဘူးတာ X လို့သင်ခဲ့ဘူးတာပေါ့အခုဒါအမှန်တကယ်တော့အတန်တော့က X မဟုတ်ဘူး X ဆိုတာကိုသိစေချင်ပါတယ်ဟို okay ဒီအတန်တွေကိုအကယ်၍အရင်ကျွန်တော်ပြောတာမသိကြဘူးသိမသိဘူးဆိုရင်ဟို dictionary ထဲမှာလည်းရှာကြည့်လို့ရပါတယ်ဒါအကောင်တွေကအခုနောက်ပိုင်းဆိုရင်ဒါ internet ဟိုကတော်တော်လေးအဆင်ပြေနေပြီဆိုတော့ဒီဖုန်းထဲမှာဟို Merriam-Webster တို့ Cambridge တို့သုံးပြီးတော့ဒီ pronunciation အဲ့ဒီဟာတွေကိုနှိပ်လိုက်ဆိုတော့အတန်ထွက်တယ်လေအဲ့ဒီအတန်မှာတခြားနားထောင်ကြည့်မယ်ဆိုရင်ဒီကောင်ရဲ့အတန်က X ဆိုတဲ့အတန်ဆိုတာသိပါလိမ့်မယ် and then like this is X okay so ဒါ X အတန်ဒီကောင် X ကဘယ်လိုထွက်လဲဆိုတော့ဒီအဓိကဒီ K တန်မပါတာပေါ့နော် S ဖြစ်နေတာ so S ဆိုရင်ဒီ S နဲ့သွားရောနေတယ်ဒီ S မဟုတ်ဘူးဒီကောင်က so ဒီကောင်ကဘာလဲဆိုတော့အလဲမှာ K တန်ပါတယ် K တန်ပါတယ် X ပြီးတော့မှ S တန်ထွက်တာ S တန်ဆိုတာအဲ့ဒီတန် so X အဲ့ K တန်ပါမယ် K
ထွက်နဲ့စနဲ့တွဲနေတာ so x အဲဒီလိုထွက်နောက်ဆုံးကတော့ဒီအတန်ပေါ့လေဒီအတန်ကိုပြောချင်တယ်ဒီအတန်ကလည်းပြဿနာရှိတယ်ဒီအတန်ကဘာလို့ပြဿနာရှိရလဲဆိုတော့ဒီ f ရဲ့အဆုံးမှာရှိတဲ့အတန်လိုပဲဒီကအဲ့ဒီအတန်ကလာပေါင်းနေ f အဆုံးမှာရှိတဲ့အတန်အဲ့ဒီအတန်ကဘာမှမရှိဘူးဘာမှမရှိတဲ့အတွက်ကြောင့်မို့လို့ရေးတဲ့အခါရောက်ရင်ဒီကောင်ကိုဘူကြီးလို့ရေးတတ်တယ်ဒီဘူကြီးလို့ရေးတာမှားတယ်ဘူကြီးလို့မထွက်ဘူးဒီလိုထွက်တာတော့မှားတယ်ဆိုဒီလိုထွက်ရမယ် b ရဲ့ထိပ်ဆုံးအတန်ကဒီခုန f ထွက်သွားဆိုတော့ဒါအပေါ်သွားဒီကအောက်နှခမ်းပြီးတော့လေကဒီနေရာလေးကနေထွက်သွားဆိုတော့အဲ့လိုမျိုးသွားလေးကပြင်ထားပြီးတော့သွား f လို့ထွက်တယ်လို့ပြင်ထားမှာပေါ့နော်နောက်ဆုံးတန်လို့ပြင်ထားမယ်ပြီးတော့မှလွတ်မှာ v ဒါမဲ့ဟို f လို့လွတ်တာမဟုတ်ဘူးဒီကောင်က तू ကတဲ့လွတ်တာပေါ့ဒီမှာဆိုရင်များသောအားဖြင့်ဆိုတဲ့အခါရောက်ရင် v ဆိုတာဖြစ်တယ်တော့မဟုတ် v ဆိုတာဖြစ်တယ်အဲ့လိုမျိုးတွန့်သွားတာမဟုတ် तू က v ပဲဖြစ်ရမယ်တဲ့ပဲထွက်တာ v b လိုပဲလေ b လိုပဲဒါပေမဲ့ b ဆိုတာအရှိအဘဘာအတန်ဆိုတာပါနေတယ်ဒီဘာအတန်ကိုဖြုတ်ပြီးခုနဘာအတန်ကိုထည့်ရမယ်ဘာဆိုတာခုနဟိုသွားအဲ့လိုမျိုးကြိုက်ထားပြီးတော့ဘာအဲ့လိုပြောပြီးတော့ v အဲ့လိုဖြစ်မှာ b မဟုတ်ဘူး v လို့ဖြစ်ဒါဆိုရင်ဒါ v တန်ကိုရနိုင်ပါတယ် so I guess that's everything for today yes so thank you for watching the video I hope this video helps you guys in some way the alphabet တွေကအရေးကြီးတယ်ပေါ့နော်ထွက်တဲ့အခါရောက်ထွက်နိုင်မှနေချာထွက်နိုင်တဲ့အခါရောက်တော့မှအလုပ်လုပ်တဲ့အခါရောက်လည်းအဆင်ပြေတယ်ဒီ alphabet တွေကဘာလို့လဲဆိုတော့သူတို့ရဲ့နာမည်တွေပါပေါင်းတက်တာတွေပါရှိတယ်လေအဲဒီတော့ဒီကောင်လေးတွေရတယ်ဆိုရင်ပြန်တော်တော်အဆင်ပြေတာပေါ့ okay